ညဆိုင်လှုပ်စင်းနေရတဲ့အပြင်ကျွန်တော်ရဲ့အမျိုးသမီးကအတက်ငယ်ပါသေးတယ်ခင်ဗျာကျွန်တော်မသိဘူးကျွန်တော်ထက်ဆန်းလောက်ငယ်တယ်ကျွန်တော်နဲ့သူနဲ့ဒီလိုတဲ့ခါမှာအားမရဘူးရှင်းမှကျွန်တော်ကတော့ဘုံဝင်လေးပြောတယ်ဘုံဝင်လေးပြောမယ်နော်ရမ်းတဲ့ခင်ဗျာတောင်းပန်ပါတယ်ခင်ဗျာဆိုပြီးတော့စပြီးစကားစပြောတဲ့အကိုတွေရှိရဲ့အဲ့တော့သူတို့ဘက်ကလည်း rocket ခံတယ်ဟုတ်ကဲ့ပြောပါရှင်အဲ့တော့ဒီလိုပဲကျွန်တော်အလုပ်ကတော့ညဘက်ဆင်းရတာမင်းသမီးကလည်းတက်ငယ်ငယ်ယူထားတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီအနာရီဒုက္ခမှာကျွန်တော်အားမရဘူးသူကတော့ဘာမှမပြောပါဘူးတဲ့နော်အဲ့လိုမျိုးဆိုတော့ကိုကအားမရဘူးဆိုတဲ့အခြေအနေကသူတို့စကားလေးရတာပြောပေမဲ့သူတို့စိတ်ထဲမှာဘလောက်အားမလို့အားမရဖြစ်ပြီးဘာတွေဖြစ်ချင်နေလဲဆိုတာကိုရှင်မအနေနဲ့တွေးကြည့်အောင်နဲ့သိတယ်အဲ့အတွက်ရှင်မဘာကူညီပေးနိုင်လဲဆိုဒီကိုကလည်းဒီကညတိုင်းဆင်းတဲ့သူတွေညဆိုင်အလုပ်လုပ်နေရတဲ့သူတွေဆိုရင်လည်းအဲ့ချိန်စားချိန်မမှန်တော့ဘူးအဲ့တော့အာဟာရတက်စာအနေနဲ့ supplement လို့တောက်လို့ရတယ်တကယ်ကိုပန်းညှိုးနေရတဲ့ဒါဆိုရင်ကျွန်တော်တို့အင်္ဂလိပ်ဈေးအနေနဲ့တွဲပေးတာမျိုးရှိရယ်ပန်းညှိုးတာလည်းတက်တာစီတဲ့ဈေးနဲ့တွဲပေးတာရှိရယ်တကယ်တော့ပန်းညှိုးနေတာမဟုတ်ဘဲနဲ့လူကအားရင်နေနေတာအဲ့လိုမျိုးခန္ဓာကိုယ်ရဲ့ဇီဝကမ္မပြောင်းပြန်ဖြစ်နေတာပေါ့နော်ညကိုလို့ပြီးနေအိတ်နေရတဲ့သူတွေအတွက်ဆိုရင်ပေါ့နော်အဲ့လိုဆိုရင်တော့ကျွန်တော်တို့ကလူလန်းအောင်ဗီတာမင် C ဗီတာမင် D3 ဘောင်းဆိုတော့နေနဲ့ညနဲ့မားနေတဲ့သူဖြစ်တဲ့အတွက်ညအလုပ်လုပ်ပြီးနေအိတ်နေရတဲ့သူကဗီတာမင် D3 ဆိုတဲ့နေအောင်ကြည့်ရတဲ့တက်လေမရတဲ့ဗီတာမင် D3 ကိုအနည်းဆုံးတောက်ပါဇင်းကိုလည်းတောက်ပါဒါမျိုးလေးတွေပေါ့နော်အဲ့တကယ်လို့ဆရာမစီမှာတောက်ချင်တယ်ဆိုရင်တော့ဆရာမစီမှာဆေးတွေရှိရရှင်ဆရာမစီမှာဒီမှာမြတ်သားတွေအားစီကအားစီတွေကဈေးနှုန်းအစားလေးရှိတယ်အနည်းဆုံး6000 9000အဲ့ဒီဝင်းကျင်ကနေစပြီးတော့ရှိရပေါ့နော်အဲ့တော့အကုန်လုံးနေနဲ့တကယ်လို့လိုချင်တယ်လိုအပ်တယ်ဆိုရင်တချို့ကိုကြလည်းဆရာမစီမှာပြပြီးတော့ရှားစီမှာဝယ်လို့ရတယ်ခွင့်ကြလည်းဆေးဝါးတွေကရွေးချယ်တဲ့အခါမှာတခြားစီမှာဆိုရင်အတုတွေဘာတွေဖြစ်မှာအားနေတယ်မတူတာတွေလည်းဖြစ်မှာအောက်လက်တွေဘာတွေဝင်တာလည်းဖြစ်မှာဆိုလို့ဆရာမစီပဲမှာလို့ရလားဆိုရင်လည်းရပါတယ်ရှင်အဲ့တော့အဓိကတောက်မစင်ဗီတာမင် D3 ဇင်းနောက်ပြီး prebiotic အဲ့လိုမျိုးတွေတောက်လို့ရတယ်เนาะအမျိုးသားတွေအဆိုင်ဦးလမ်းကြောင်းလည်းမှန်စေတယ်အဲ့လိုအေးပြတ်တဲ့သူတွေကအဆိုင်ဦးလမ်းကြောင်းတွေနဲ့ဝမ်းချုပ်တာအစာပြုတ်ခန်းတာအစားလို့တိတ်မကောင်းနိုင်ဆိုတဲ့အခြေအနေတွေလည်းရှိနေအောင်လို့ကျွန်တော် prebiotic ကိုအနည်းဆုံး2လတော့နောက်ပြီးကျွန်တော်တခြားစီးလေးနဲ့ဆမစီမှာတော့ dress set ပေးတာပေါ့သူတို့အသက်ရွယ်သေးပေါင်ချိန်လေးတွေစီချိုသေးတွေနဲ့ပတ်သက်ပြီးတော့စီချိုဆိုလည်းဘယ်လောက်တက်တယ်ဆိုတာလေးတခြားမေးပြီးတော့မှကျွန်တော်တို့ကတခြားလေးဆွဲ dress set ပေးတာပေါ့နော်အဲ့တော့တကယ်လို့ဆွေးနွေးခြင်းနဲ့ဆိုရင်တော့4နှစ်5နှစ်96561ဖုန်းကိုဆက်သွယ်မေးမြန်းမှာ09964644ဆိုတဲ့နံပါတ်ကိုလည်းဆက်သွယ်မေးမြန်းလို့ရတယ် follower ရဲ့အောက်မှာနံပါတ်တွေရှိတယ်ပေါ့နော်